ပိုးဆောင်ရင်းနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနမြမမီရထားအနေနဲ့ရထားစီခီးသွားပြည်သူများအားရထားလက်မှတ်ဝယ်ယူရမှာရဲကူအဆင်ပြေစေအတွက်ရထားလက်မှတ်များကိုအွန်လိုင်းမှာဝယ်ယူ၍ငွေပေးချေခြင်းစနစ် ORTP ကိုအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရေးပြင်ဆင်ပေးလျက်ရှိပါတယ်ကျွန်တော်ရှေ့ရတဲ့ကိုကြားမိလိုက်တော့ကျွန်တော်အနေငယ်လေးစိတ်ဝင်စားပါတယ်ဗောနော်ကျွန်တော်နိုင်ငံမှာလည်းရထားလက်မှတ်တွေကို online booking တင်လို့ရမယ်တည်တော့ကျွန်တော်နိုင်ငံပျော်သွားခဲ့တယ်ဒါနဲ့ကျွန်တော်နိုင်ကိုကြည့်လိုက်တော့ဒီနေ့ကလည်း February 1ရက်နေ့ဖြစ်နေတာမို့ကျွန်တော်ဒီ online booking ဘယ်လိုတင်လဲဆိုတော့စမ်းကြည့်ဖို့လည်းဆုံးဖြတ်လိုက်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီနေ့ online booking ဘယ်လိုတင်လဲဆိုတော့လုပ်ကြည့်လိုက်အောင်လားဗျonline booking တင်ဖို့တော့ကျွန်တော်တို့လိုအပ်နေတဲ့အရာကတော့ကျွန်တော်တို့ရှိမှာမလိုရလဲဆိုတော့ browser တစ်ခုလိုရတယ်browser တစ်ခုရပြီးတော့ QR code နဲ့ဒီလို scanner မျိုးပေါ့နော်ဒီလိုမျိုး scanner တစ်ခုလိုရတယ် QR code တွေ scan ဖက်နေလူ scanner လေးတစ်ခုလိုရတယ်ပေါ့နော်ဒါပြီးရင်ကျွန်တော်တို့ဒါကိုလုပ်လို့ရပါပေါ့နော်ဒီခုနသတင်းဗီဒီယိုတွေမှာပေါ့နော်ဒီ QR code scanner ဖတ်လို့ရတဲ့ QR code တစ်ခုကိုသူကပါတယ်ပေါ့နော်ဒီလို QR code တစ်ခုပါတယ်ကျွန်တော်ဒါကိုဗီဒီယိုတွေကနေပြီး screenshot ရိုက်ယူထားတယ်ဒါပေမဲ့လည်းကျွန်တော်ဒီမှာတော့ YouTube မှာတော့ဒီ screenshot ပုံတင်လို့မရတာမို့ဒီ website ရဲ့ direct link ကိုပဲကျွန်တော်အောက်မှာဒီ video ရဲ့ description လေးထဲမှာထည့်ပေးထားပါမယ် description မှာထည့်ပေးရနော်အဲ့ဒါလေးကိုအဲ့လေးကနေ direct ဝင်ပြီးတော့လုပ်နိုင်မှာပထမဆုံးကျွန်တော်ဒီကောင်ကို QR code scan ဖတ်လိုက်ပါနော်ဒီ scanner လေးကနေပြီးတော့ဒီ QR code ကို scan ဖတ်မယ် scan ဖတ်ပါနော် scan ဖတ်လိုက်လို့ရှိရင်ဒီမှာQR code scan ဖတ်လိုက်မယ်ဒီမှာတော့ဒီအောက်မှာ link ရဲ့ website ပေါ်လာပါနော်ဒီ link ရဲ့ website ကိုတော့ပေါ်လာတယ်website ကိုတော့ကျွန်တော်အဲ့ link website တွေဝင်လိုက်မယ်နော် link website တွေရောက်အောင်ရှင် website တွေရောက်ဝင်ဒါမျိုးလေးပေါ်လာတယ်ပေါ့နော်ဒါမျိုးလေးပေါ်လာတယ်ပေါ့နော်ကျွန်တော်ဒီမှာအစားဆုံးအောက်မှာကဒီမှာကဒီအရင်တော့ MM best ticket တို့ပုံစံမျိုးဒီနေရာမှာဒီလိုဇာတ်တွေရှိရပါတော့ MM best ticket တို့ပုံစံမျိုးဇာတ်တွေရှိတယ်အဲ့ဇာတ်တွေမှာကျွန်တော်တို့ယူရမှာပေါ့နော်ယူရမယ်ပြီးရင်ဒီအောက်မှာဆိုလို့ရှိရင်တော့ဒီမှာတို့စီကန်းချက်တွေရှိပါတော့ဒီ ORTP ဆိုစနစ်ပေါ့နော် ORTP စနစ်ဆိုတာဒီခုန online booking တစ်စစ်ပေါ့နော်ဒီတိတ်ကနဲ့တက်ဆက်ပြီးတော့နေထားမဲ့ကတနာရွက်လက်မှတ်လဲရမယ်တဲ့ဒီအားလေးလက်မှတ်ဝင်ပြီးလို့ရှိရင်တို့က3ယောက်ကလေးငယ်ပဲ3ယောက်ကလေးငယ်မှာဘာဂျနာစီညအလက်မှတ်ဝင်ရမယ်ပေါ့နော်ဒါတို့စီကန်းချက်တွေပေါ့နော်ပြီးတော့ဒီမှာတစ်ခုရှိတာကဒီမှာတစ်ခုရှိတာရှိရပေါ့နော်ဒီမှာစီကန်းချက်တွေမှာwebsite လေးထည့်စီကန်းချက်မှာတစ်ခုရှိစီကန်းချက်တွေမှာဒီမှာစီကန်းချက်တွေအများကြီးပဲဗျအဲ့ဒါတော့ဖတ်ကြည့်ပေါ့နော်ဖတ်ကြည့်ရင်ကျွန်တော်ရွေးကြည့်မှာပေါ့နော်ရွေးမယ်ဆိုတော့ဒီအောင်မှာဘာလို့ရွေးရမှာဒီမှာအပေါ်အတွားကြောင်းလားအပြန်ကြောင်းလားအတွားမြန်ကြီးလားပဲကျွန်တော်တို့အတွားကြောင်းပဲယူလိုက်မယ်နော်အတွားကြောင်းပဲရွေးလိုက်မယ်ခီးစာကျွန်တော်ရန်ကုန်ဆိုရန်ကုန်နေစရန်ကုန်ဆိုလို့ရှိရင်ဘူရာကြီးကဖြစ်မယ်တဲ့နော်ရန်ကုန်စမယ်ပြီးကျွန်တော်နေပြီးတော့သွားမယ်နေပြီးတော့မန္တလေးတိတွေ့ရပါတော့မန္တလေးရထားကြီးရှိရပါနော်နေပြီးတော့ကြီးသွားမယ်နေသွားပြီးရင်စိုက်မဲ့ရက်ကိုကျွန်တော်ဒီမှာယူလို့ရစိုက်မဲ့ရက်ဆိုတော့ဒီမှာစိုက်မဲ့ရက်စီအောင်နှိပ်လိုက်စီတို့တရက်ရက်ကိုယူလိုက်ပါနော်2ရက်နေပြီး3ရက်နေတခုယူလိုက်အဲကြောင့်3ရက်နေယူလိုက်မယ်3နေပြီးရှင်ကျွန်တော်လူကြီးလားကလေးလား3နှစ်နဲ့12နှစ်ကြားလားကလေး3နှစ်အောက်လားလို့ပြောယူလို့ရပါနော်အဲ့ဒါကိုထည့်ရမှာနော်ကိုပိုင်းလူကြီးစင်ကိုထည့်ရမှာကွာတယောက်ရဲသွားမယ်ဆိုတော့ဒီတခုလေးပဲကိုယူဖို့လိုရနော်ရှာဖွေပြီးရှာဖွေလိုက်မယ်ရှာဖွေလိုက်လို့ရှိရင်တို့ကဒီအဲ့နေ့မနေ့က3ရက်နေ့မှာထွက်မဲ့ဒီဟိုဟာလေးပေါ့နော်ခီးစဉ်မရှိဘူး3ရက်နေ့မှာမရှိတော့နောက်ထပ်ထည့်ကြည့်မှာနော်9ရက်နေ့ထည့်ရွေးကြည့်မယ်9ရက်နေ့မှာထည့်ရွေးကြည့်ရောရန်ကုန်ဒီပြည်တော်ခီးစဉ်ရှိလားလမ်းထပ်သွားနော်3ကတော့လည်း4တဲ့ပုံမှာရှိတယ်9ရက်နေ့ထည့်ရွေးကြည့်မယ်လမ်း4အတွက်ကြာပြီနော်9ရက်နေ့မှာဆိုရင်တော့ဒီမှာရထားစီးရှိနာမည်ကရထားရဲ့နာမည်ကအမှတ်31အစုံရထားရတယ်နော်ဒီအမှတ်31အစုံရထားပါနော်ဒီမှာအမှတ်31အစုံရထားတဲ့ပြီးဆွဲမယ့်ချိန်ကရထားထွက်မဲ့ချိန်ညနေ9:00 နာရီခွဲတဲ့မနက်9:00 နာရီခွဲမနက်9:00 နာရီခွဲဖြစ်မယ်တဲ့ရထားထွက်မဲ့ချိန်မနက်9:00 နာရီခွဲတဲ့ရထားမဲ့ဘူတာများတော့ရွေးလို့ရပါနော်ရထားထိုင်ကိုဒီမှာရထားထိုင်ကိုရွေးချင်တယ်ဒီအောက်မှာထိုင်ကိုတန်းစားရွေးချယ်ရဆိုတဲ့နေရာမှာရထားထိုင်ကိုတော့ရွေးပေးရမှာရထားထိုင်ကိုကျွန်တော်ရွေးပေးရမှာနော်အဲ့လောက်နှိပ်လိုက်လို့ရှိရင်ထိုင်ကိုတန်းစားရွေးလို့ရပါနော်website ကတော့တော်တော်လေး4,000ကျော်တွေ့ရပါတော့ဒါဒီမှာအဝိုင်းတွေမှာလဲကုန်ပြီခုဆိုထိုင်ကိုရေးပါထိုင်ကိုရေးရှင်ဒီမှာတွဲ1မှာပထမတန်းတွဲ1တွဲ2ပေါ့နော်ပထမတန်းရှိတယ်အောက်မှာဆိုသူကဒီမှာပထမတန်းပြီးအထက်တန်းဆိုတာတက်ရှိပါနော်အထက်တန်းမှာတော့ဈေးက2800ဖြစ်တော့တွေ့ရတယ်ပထမတန်းဆိုဈေးက1900တော့ပေါ့နော်ဒီလိုဈေးကိုရေးပေါ့ရေးလို့အဲ့ကိုတို့စီးစနတွဲမှာရွေးချယ်ပြီးနှိပ်လိုက်ကိုလေလောက်မှာစီးစနအတွဲတုံးမှာရွေးချယ်ပြီးနှိပ်လိုက်လို့ရှိရင်မောင်မြင်မှာထိုင်ကိုရေးပါထိုင်ကိုရွေးပါလို့နှိပ်လိုက်ပါနော်ထိုင်ကိုဒီမှာစီထိုင်ကိုရေးမယ်ဆိုလို့ရှိရင်
ကျွန်တော်ဒီထန်ကုန်ရွေးပေါင်း200ပါနော်တကယ်အဲ့ဒီတွဲမှာကိုစီးမဲ့ဒီထန်ကုန်ရွေးပါဆိုနေအောင်200မှာထန်ကုန်ရွေးပါဆိုနေအောင်2လို့ရှိရင်ကျွန်တော်ဒီမှာထန်ကုန်နံပါတ်နဲ့ဟွာကြီးလွတ်တယ်ပေါ့နော်ဒီမှာသူ့ရဲ့ decision ဒီမှာပေါ့နော်ကြောင်းချပြီးခုံမဲထားမယ်ခုံလို့ဆိုစိမ့်နေပဲကိုရွေးမဲ့ခုံဆိုအပြာလေးနဲ့တော့ပြမယ်ပေါ့နော်အကိုကတော့ဒီမှာဘာမှတော့ဝယ်ထားလို့မရှိသေးဘူးပေါ့နော်ခုံရွေးတို့လိုအပြာလေးဖြစ်သွားမယ်ပြန်ကိုစီးနေတဲ့ခုံဆိုတွေ့လို့ရှိရင်ခုံလေးဒီနံပါတ်လေးကိုနှိပ်လိုက်နံပါတ်နှိပ်ပြီးရှေ့ဆက်သွားရင်ရှေ့လို့ဆိုနှိပ်လိုက်ရင်သူရှေ့ဆက်သွားမယ်ရွေးချက်မျိုးရွေးချက်အောင်မှဒီခုံတင်းရတယ်15မိနစ်ဆောက်ပြီးတော့15မိနစ်ဒီပေါ့နော်ဒီရောက်ရွေးပြီးတော့ကျွန်တော်တို့ရထားလက်မှတ်ဝယ်ပြီးတော့15မိနစ်တင်ဆောက်ရမှာပေါ့15မိနစ်ကြော်ဝိုင်းတော့ကြည့်ရတာတော့ခုနကမဲတာဟာပြန်ပြီးစိမ့်ဝတ်မဲ့တဘောတော့ရှိရပါတော့ဒီမှာကျွန်တော်ဒီမှာရောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်စီးမဲ့ရထားအချိန်ရယ်နာရီသူပြထားတယ်ပေါ့နော်နေပြီးတော့ဘယ်ချိန်ရောက်မလဲသူပြတာဒီမှာရထားလက်မှတ်ဈေးတော့တောင်းကူတော့ပေါ့နော်တောင်းကူတော့ဆိုကျွန်တော်တို့ထပ်ပြီးတော့ရှေ့လို့ထပ်နေလိုက်မယ်ဒါအကုန်လုံးမှန်တယ်ကျွန်တော်ရှေ့လို့ထပ်နေလိုက်မယ်ထပ်နေဒီမှာတော့နာမည်ဒီပါရွေးခါတော့ကျွန်တော်တော့နာမည်ဒီပါတော့အတိအကျတော့မထိဘူးပေါ့နော်ဒါဆန်းလို့ကြည့်တာဆိုနာမည်လျှောက်ထည့်မယ်မဆိုးဆိုလေလျှောက်ထည့်မှာပေါ့နော်စနစ်မြင်းဆောင်စနစ်မြင်းဆောင်ဆိုပြီးတော့ဒါကလျှောက်ထည့်လိုက်နိုင်ပေါ့ကျွန်တော်နိုင်ပြီး6လုံးထည့်1 2 3 4 5စလုံးထည့်တဲ့6လုံး6လုံးထည့်ပြီးကြားဖြစ်တယ်မဖုန်းနံပါတ်လျှောက်ထည့်ဒါတော့ဘာညာဖုန်းနဲ့ကိုလုံး1 2 3 4အားကြောင့်ခုံ8 9ဟန်ဖုန်းနဲ့ကိုလုံးထည့်ပြီးတော့ကျွန်တော်တို့ဆက်သွားကြည့်မယ်နော်ရှေ့လို့ဆိုဆက်နေအောင်ဆက်နေလိုက်မယ်သူကရှေ့လို့ဆက်နေပြီးတော့ကျွန်တော်ဒီမှာပေါ့နော်ဒီမှာကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ဒီဟာဖြစ်တယ်တဲ့ဒီချိန်မှာဒီချိန်သွားမယ်ဆိုပြီးတော့သူဒီအချက်လက်ကိုအတီးပြူးလိုက်ပေါ့နော်အချက်လက်တီးပြူးရောကျွန်တော်ရထားလက်မှတ်နှိပ်ရထားလက်မှတ်ဝယ်ပြီးမြဲစီမီစီကမ်းများနဲ့ reference တပုတ်လို့ဒါလည်းတပုတ်လို့ပါဆိုအဲ့ဒါအကွက်ကလေးကျွန်တော်နှိပ်ပြရမှာအမှန်ကြီးလေးချစ်ပြီးတော့ရှေ့လို့ဆိုတဲ့နေရာကိုထုံးစံနာမည်ဆက်နှိပ်တော့လို့ရှိရင်ဒီမှာဖြစ်သွားတယ်ဒီမှာပေါ့နော်ဒါငွေချေတဲ့ဘက်ရောက်သွားရောနော်ဒီမှာ1900နဲ့1900ဆို MNGR နဲ့ငွေချေမယ် MNGR နဲ့ကျွန်တော်တည်ရပဲ MNGR ဆိုခုဆိုရှင် KB လို့ဝေမယ်နဲ့အုံလုံးချေလို့ရတယ် MNGR နဲ့ချေမယ်ဒါမှမဟုတ် MPU ကဆိုတော့ဒီ ATM ဘဏ်ကတွေနဲ့ချေမယ်ချေလို့ရပါမယ်နော်ချေလို့ရသွားရင်တော့ဒီအောက်မှာဟို process သူပေးမှာပေါ့နော်အဲနှိပ်လိုက်ရှင်တော့ငွေချေတဲ့ဘက်ရောက်သွားလိမ့်မယ်တဲ့ဟိုနေကြည့်လိုက်မှာနော်မကျူပါကုတ်အဲဆိုကျွန်တော်ဒီကျူပါကုတ်ကိုစကန်ဖက်ပြီးတော့ငွေချေတဲ့ MNGR ကုတ်ပေါ့ဒါ MNGR ကုတ်စကန်ဖက်ပြီးကျွန်တော်ငွေချေရပါနော်ဒီချေပြီးသွားလို့ရှိရင်တော့ကျွန်တော်ဒီကိစ္စကပြီးသွားဆိုတဲ့ဘောပေါ့နော်ငွေချေပြီးဒီလက်မှတ်ဝယ်ပြီးငွေလက်ဝယ်ပြီးရှင်တို့က e-ticket ကိုထုတ် e-ticket ထုတ်ပြီးခုနပြောလို့တနားရီကြိုသွားပြီးတော့ဘူတာမှာသွားပြီးတော့ဟိုလုပ်လို့ရအောင်ဘူတာမှာသွားပြီးတော့ကျွန်တော်ဒီစာရွက်နဲ့ရတဲ့လက်မှတ်ကိုချောင်းရမှာပေါ့နော်ခုနကဟိုနဲ့စီးခဲ့ကြတဲ့ဘာမျိုးလုံးဝမလို့ကျွန်တော်သိရတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့မှာတော့ငွေချေကိုမငွေချွန်ပေါင်းပြီးမှအေးလေးငွေပေါင်းမဝေးချေတာငွေချေအောင်မြင်တာမရှိပါဘူးဟုတ်ပါကျွန်တော်ဒီနေ့မှာတော့ဒီမီးရထားလုပ်တယ်ပေါ့နော်ဒီ online booking နဲ့ရထားလက်မှတ်ဝယ်တဲ့နည်းလေးကိုကျွန်တော်တင်ဆက်ပေးခဲ့ပြတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိရှိပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာပေါ့နော်ဟိုရှောက်လုပ်ထားဖြစ်တဲ့ဒီတည်းအချက်လက်တွေအမှန်ကန်ရှောက်လုပ်ထားဖြစ်လေလို့များဟိုအဖြစ်ခဲ့ရင်တိုက်ဆိုင်မှုရှိခဲ့ခွင့်လွှတ်ပါလို့မြင်တရခံပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလေးအဆုံးထိရှိအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုများမှာလည်းဒီလိုမျိုးစိတ်ဝင်စားကောင်းတဲ့ဗီဒီယိုလေးကိုတင်ဆက်ပေးတာမို့ကျွန်တော် channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုများမှာလည်းပြန်လည်တွေ့ဆုံကြပါလိမ့်မယ်